မြန်မာနိုင်ငံမှာခေတ်ဆက်ဆက်အာဏာသိမ်းခဲ့ကြတဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကိုပြောပြပါ မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်အာဏာသိမ်းခဲ့ကြတဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကဗိုလ်ချုပ်ကြီးနေဝမ်ဗိုလ်ချုပ်ကြီးစောမောင်ဗိုလ်ချုပ်မူကြီးတန်းရွှေတို့ဖြစ်ပါတယ် 2021မှာအာဏာသိမ်းခဲ့တဲ့သူလည်းပျောက်နေတယ်နော် ဟုတ်ပါတယ်2021မှာအာဏာသိမ်းခဲ့တဲ့သူကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဖြစ်ပါတယ် ဘာလို့အခုနအစောကတည်းကနေမဖြေတာလဲ အရှိကဖြေခဲ့တဲ့အထက်မှာ2021မှာအာဏာသိမ်းခဲ့တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုထဲမဖြောမိလိုက်ပါဘူးကြည်အတွက်တောင်းပန်ပါတယ် ဘာလို့လဲမင်းအောင်လှိုင်ကိုမထဲတဲ့အကြောင်းရင်းကဘာဖြစ်လို့မထဲတာလဲအဲ့ဒါရှင်းပြပေးပါ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုမိတ်ကြံခဲ့တာဖြစ်ပါတယ် မေးချင်ရတယ်လို့ပေါ့မင်း အချက်လက်တွေကိုတေချာပြန်စစ်ဆေးပြီးမှပြန်ပြောပြပါမယ် တိတ်ပြီးမှမချေနေဘူးနော်မင်းအောင်လှိုင်ကိုမေးချင်ခဲ့တယ်ဆိုတော့သူ့ကိုများအခုလက်ရှိမင်းအောင်လှိုင်ရှိနေလို့ကြောက်နေတာများလားမသိဘူးနော် လုံးဝမဟုတ်ပါဘူးကျွန်တော်ကဘသူ့ကိုမှကြောက်စရာမလိုပါဘူးအချက်လက်တွေကိုတိကျအောင်ဖြေချပေးဖို့အမဲကျုံဆောင်နေတာပါအရှိကအပြေမရွေးမှုအတွက်ချက်ပြီးတောင်းပန်ပါတယ် တောင်းပန်လို့ခွင့်လို့ပေးလိုက်မယ်နော်